ဒီလိုရှေ့လုပ်ငန်းနဲ့ပတ်သက်တဲ့ကျောင်းရည်ပြည်တော်နေနဲ့ရှင်းပြတယ်နေပါကျွန်တော်နာမည်ကတော့ဦးမောင်ကိုခေါ်ပါလေရှေ့လုပ်ငန်းနဲ့ပတ်သက်လို့ရှင်းကျွန်တော်ပြည်တော့ရှင်းပြရမယ်ဆိုတော့အခုလက်ရှိကျွန်တော်တို့ကလောမျိုးနေရွှေမျိုးမုံဒေတာပေါ့ကျွန်တော်တို့အခုကျွန်တော်ပြောနေတဲ့ကျွန်တော်တို့ရွာလေကြီးရွာရဲ့အရှိတဲ့တဲ့မှာရှိတယ်ရွှေမျိုးမုံတောင်ရွှေထွက်နေတဲ့ဒေတာအဲ့ဒီတောင်ရဲ့အရှိဘက်မှာဆိုရင်ဘလောင်ရွာရှိပါတယ်ကျွန်တော်တို့ရွာအဲ့ဒီတောင်ရဲ့အနောက်ဘက်မှာတော့ကျွန်တော်တို့လေကြီးရှိပါတယ်ဒေတာကအနေထားရဆိုရင်ကျွန်တော်တို့လေကြီးရေဘူးဒီအုပ်စုရဖြစ်တဲ့လေကြီးရေဘူးနုံတို့ဟိုဘက်ကဆိုရင်ကျွန်တော်တို့ရှမ်းပြည်နယ်ပြည်စင်ရဲ့ဘလောင်တောင်ဘက်ရွာနောင်ကုန်းတို့အလေကုန်းတို့တောင်ဘက်ရွာတို့လေစာရင်းဒါအဲ့ဒီမှာရှိတဲ့ဒေသကနေကျွန်တော်ဒီတောင်ပဲရရှိနေထားရတာဖြင့်ဒီယုခလာအလုပ်လည်းဖြစ်တော့ဒီယုခလာလို့ဆိုရင်အစင်ဆက်ကပေါ့လေကျွန်တော်ငယ်ငယ်လုံးဝရင်ဒီဝိုင်းလေးနဲ့လှည့်ပြီးတော့လက်ကလေးနဲ့တူးယူရတဲ့မြင်ရတော့လာယူတဲ့ဒီစိတ်နဲ့လည်းကျွန်တော်ဒီနောက်ပိုင်းကျတော့တူးတက်လာတဲ့အချိန်မှာကျွန်တော်ကအဲ့ဒီဝိုင်းတဲ့နေသားနေပြီးတော့ရောလောင်းမှာလို့ဆိုတာဒီလိုမိုးရင်းခါပေါ့အထူးသဖြင့်တော့မိုးရင်းခါမှာဒီမိုးကြီးကြလာရင်အဲ့မိုးကြီးကိုအမိကျူပြီးတော့ကျွန်တော်စစ်သားမျိုးနဲ့ရှိလုပ်ပါတယ်ရလာတဲ့ဥစ္စာကလည်းကျွန်တော်မှာကြီးပွားချစ်တော့တဲ့ချစ်တော့တဲ့တင်နေတော့တဲ့အဖြစ်ဒီအဲ့ဒါပဲသူကရခဲ့ပါတယ်နောက်တစ်ခုကလည်းကျွန်တော်လေပြင်ဒေတာအနေထားပြောရမယ်ဆိုရင်ကျွန်တော်လေပြင်မှာအားလုံးဆိုရင်ကျွန်တော်လေမီဧက46ဧကခန့်လောက်ရှိတယ်အဲ့ဒီကထွက်နှုန်းကလည်းထွက်လာတဲ့စကားအနေထားရဆိုရင်အမှန်တမ်းအနည်းဆုံးအထွက်နှုန်းနဲ့ရတဲ့အတွက်ကျွန်တော်ဒေတာကြီးကအုပ်စုကနားဝင်ပြီးတက်ပြီးအားလုံးပြည့်စုံတယ်ဖြည့်ဆည်းနေတဲ့သဘောရှိတယ်။ဒါကြောင့်မို့တကားနောက်တစ်ခုကြာကြတော့ကျွန်တော်ရှိမှလည်းဒီအလုပ်လုပ်ဖို့ဆိုတာလည်းစက်ရုံအလုပ်ရုံလမ်းမဆက်တွေခက်ခဲတဲ့အတွက်ပေါ့လေစက်ရုံအလုပ်ရုံတည်ဆောက်မှုမရှိတဲ့အတွက်လည်းအလုပ်သမားတွေကဝန်ထမ်းလုပ်သမားဆိုတာမရှိတော့ပါဘူး။ရှိတယ်မရှိပါဘူး။အဲဒါဒေတာကညာအားလုံးကတော့ဖြင့်သူယာဒီလေးပေါ့လေတောရင်းဖြစ်တဲ့စူဖို့ရက်တို့အဲ့ဒါဖြင့်မြင့်တို့ဒီလိုညချိုးတာတို့စူပုတ်ခူးတာတို့နဲ့အဲ့ဒီနဲ့ပဲသင်္ဘောကြောင့်ပြုတယ်နောက်တစ်ခါမိုးလေးရွာလာတဲ့အခါရေရနေတဲ့နေရာမှာဆိုတော့ဒီမပြောဆိုပဲချွေချင်းတဲ့လုပ်ငန်းကိုဒီလူခလာအလုပ်ဖြစ်ပေါ့လေစောက်ချပြီးတော့ဝင်မှမရှိတော့ဒီလုပ်ငန်းနဲ့ကျွန်တော်လုပ်ရတော့တာပဲအဲ့ဒါမျိုးဆက်လုပ်သွားတာရှိပါတယ်ရှိခဲ့တော့အဆက်ပေါ့လေလုပ်လာတော့ဒီနောက်ပိုင်းကျတော့အခုလက်ရှိအစိုးရကာလမှာပဲပေါ့လေအဲ့ဒီမှာဘယ်လိုဖြစ်လဲဆိုတော့ကျွန်တော်တို့ကုမ္ပဏီတွေဆိုတာပေါ်ပေါက်လာပါတယ်ဒီကနေဒီရှင်ကြီးရှင်မကုမ္ပဏီအသေးစားလေးတွေပေါ့လေပြောတယ်ဒါလည်းကျွန်တော်တို့ဘယ်ကုမ္ပဏီပါဆိုတိတိကျကျကျွန်တော်တို့မပြောတတ်ပါဘူးသူတို့ကကုမ္ပဏီဆိုလို့ဒါကျွန်တော်တို့ကလည်းကုမ္ပဏီလုပ်ရတာပါကုမ္ပဏီမှာ3-4ခုလောက်ထိသူတို့ရောက်လာပြီးတော့ကျွန်တော်တို့ဒီနေရာတော့ကုမ္ပဏီကပိန်နေကုမ္ပဏီဒါလည်းဒီနေရာမှာလုပ်ခွင့်ရှိတယ်ဆိုတဲ့အပြောမျိုးတွေပြောပြီးတော့ကျွန်တော်တို့တိုင်နေပြီးနေတာပါအဲ့မှာကျွန်တော်တို့ကလည်းမလုပ်ရတော့ဘူးဆိုရင်လည်းကျွန်တော်တို့ကစာဝန်တွေပုံခက်ခဲလာတော့မှနဲ့အနေထားမျိုးရှိတော့သူတို့ရှိမှကျွန်တော်ချင်းကပ်ပြီးတော့အနာခံပြီးတော့လုပ်ပင်ဝင်လေးလုပ်ခွင့်လေးတောင်းတယ်အစစ်စစ်ကလုပ်ခဲ့တဲ့ကုမ္ပဏီကလည်းခွင့်ပြုပါတယ်ကျွန်တော်တို့ခွင့်ပြုတာတော့သူကနိုင်ငံတော်လည်းသူတို့ထိုက်တဲ့လောက်သူတို့တွင်းရတယ်လို့ပြောတာပေါ့လေတကယ်တွင်းရတာမတွင်းရတာတော့ကျွန်တော်မသိဘူးသူကတွင်းရတဲ့အတွက်ကျွန်တော်တို့လည်းအခုကျွန်တော်လုပ်ခွင့်သူကပြုတဲ့နေရာမှာ3-1အချိုးစားပေါ့3-1ဆိုတာကတော့3ပုံတစ်ပုံကျွန်တော်တို့ပုံပေးရပါတယ်ပေးရတဲ့နေရာမှာမြေပေးရတာလည်းမဟုတ်ဘူးရွှေပေးရတာလည်းမဟုတ်ဘူးအဲ့ဒီမှာကျွန်တော်တို့ရွှေပုံကြီးဝတ်တဲ့ဘုံလို့ခေါ်တဲ့မြေတစ်မျိုးပေါ့အဲ့မြေတစ်မျိုးလေးကနေအဲ့ဘုံကြီးကိုကျွန်တော်တို့3-1နဲ့ပေးရပါတယ်3ပုံကြီးကျွန်တော်တို့က2ပုံရပြီးတော့တစ်ပုံသူတို့ခုံမီဆိုတဲ့အဖွဲ့အစည်းတွေပေးရပါတယ်အဲ့ဒီမှာလည်းလုပ်ငန်းကိန်းကအဲ့လို3-1နဲ့လုပ်တာလဲကျွန်တော်တို့ကကြည်ကြည်နန်းနန်းနဲ့ပဲပြီးတော့
လုပ်ငန်းလည်းမရှိတော့ဒီလုပ်ငန်းလုပ်နေကျွန်တော်မှငွေမြင်ရသေးတယ်ဆိုတဲ့သဘောနဲ့ကျွန်တော်ဒီကမှရှိတဲ့အားလုံးပေါ့လေမလုပ်ကြပါနဲ့အဲ့ဒီလုပ်မလုပ်တော့လည်းထိတ်တဲ့တော့ကျွန်တော်အရှင်းပြပါစာဝင်နေလို့အပူပင်ကင်းမဲ့ဆိုတာနဲ့ကျွန်တော်တို့ကစိတ်အေးချမ်းသာလုပ်လို့ရခဲ့တယ်ပေါ့လေအရှင်းနဲ့မှာပုံပြီး3-4ခုလောက်ရှိပါတယ်အဲ့ဒီစနစ်မျိုးနဲ့ပဲကျွန်တော်တို့3တက်စနစ်နဲ့ပဲကျွန်တော်လုပ်ခဲ့ပါတယ်အခုနောက်ဆုံးကျွန်တော်လက်ရှိအနေထားလုပ်ရတယ်ဆိုတော့ဒီဇင်ဘာလ30ရက်ပေါ့လေ2011ခုနှစ်ဒီဇင်ဘာလ30ရက်နေ့မှာအာရှကမ္ဘာကြီးဆိုပြီးတော့ကျွန်တော်ကုမ္ပဏီတစ်ခုဝင်လာပါတယ်အဲ့ဒီကုမ္ပဏီတစ်ခုဝင်လာပြီးတော့အဲ့ဒီကုမ္ပဏီကနေပြီးတော့ဒီအာရှကမ္ဘာကြီးကဒီတောင်တော့ပြင်သူတို့ကုမ္ပဏီကနိုင်ငံတော်နဲ့ဖက်ဆက်နိုင်ငံတော်ရွှေတရက်ကိုတပိတ်တာပြီးပြီးတော့သူတို့ကဖက်ဆက်လုပ်ငန်းပေါ့လေလုပ်ပြီးဆောင်ရပါတယ်အဲ့တော့ဒီပုံမှာရှိတဲ့ကုတို့တမင်တနေလုပ်နေတဲ့ရွှေလူသားတွေလုပ်ငန်းပင်ရှင်တွေလုပ်ငန်းရှင်တွေဒါကသူတို့နဲ့ဆက်ပြီးဆောင်ရမယ်ဆိုတဲ့သဘောမျိုးသူရဲ့ခွင့်ပြုချက်ရမှကျွန်တော်တို့ကဒီလုပ်ငန်းကိုလုပ်ရမယ်ဆိုတာမျိုးပြောလာဆိုလာပါတယ်ပြောလာဆိုလာပြီးတော့သူတို့ရဲ့သူတို့နဲ့ဆက်သွယ်ပြီးတော့သူတို့ရဲ့တတ်မှတ်တဲ့နှုံးသားအတိုင်းကျွန်တော်တို့က35ရာခိုင်နှုန်း40ရာခိုင်နှုန်းနှစ်မျိုးနဲ့စားမယ်ကျွန်တော်တို့2011ခုနှစ်ဒီဇင်ဘာလ30ရက်နေ့မှာပဲအစည်းအဝေးတရက်ခေါ်ယူပြီးတော့သူတို့ပြောပါတယ်ဒီနေရာသူတို့ဒီတောင်မှာသူတို့ရတာဒီသူရတဲ့ဆက်လုပ်ခြင်းနဲ့ဆိုရင်ဒီအချိုးနဲ့လုပ်ရမယ်35ရာခိုင်နှုန်းနဲ့လုပ်ရမှာဂျာပါဆက်တောင်ဂျာပါဆက်ကို40ရာခိုင်နှုန်းနဲ့လုပ်ရမှာတော့ဖြင့်ရွှေတောင်ကြားဆိုပြီးတော့သူတို့အဲ့လိုပြောလာပါတယ်ပြောလာတော့ကျွန်တော်တို့ကလည်းအဲ့ဒါနဲ့လုပ်ပါတယ်အဲ့ဒီနည်းနဲ့ပဲကျွန်တော်တို့လုပ်ခဲ့တယ်ဟောလေလုပ်ခဲ့ပြီးမှအဲ့မှာ2ပတ်လောက်ကြာကြတာတခါသူတို့ရှိရတဲ့ခါကျွန်တော်တို့အဲ့ကြားစက်တောင်မှာအစည်းအဝေးခေါ်တာပေါ့အစည်းအဝေးခေါ်တယ်ဆိုတာလည်းအစည်းအဝေးဆိုတာအစည်းအဝေးခေါ်လို့တာအစည်းအဝေးလို့ပြောတာပါကျွန်တော်မိုးတုံးမတ်တက်နဲ့ရက်ပြီးတော့စကားပြောတဲ့အဆင့်မရှိပါဘူးအဲ့ဒီမှာရှိပြီးတော့လက်ညှိုးထိုးပြီးတော့ဒီနေရာတွေကတော့ကျွန်တော်တို့ကုမ္ပဏီကရန်တရားတွေနဲ့ညီချိုးဆက်တွေနဲ့ညီတူးဆက်တွေနဲ့ကျွန်တော်လုပ်မှာဖြစ်တယ်ဒီနေရာကတော့အဲ့လိုလုပ်လို့ရှိရင်မလွတ်ဘူးအဲ့တော့ခင်ဗျားတို့အောက်ပိုင်းကိုရွှေ့ပေးပါအေးနေရာတော့ဒီကိုလုပ်တဲ့ကိုတူးနေတဲ့ရွှေအင်းပေါ့လေရွှေချင်းရွှေအင်းအဲ့ဒါကတော့ဒီနေရာတွေတော့သူတို့ကရန်နဲ့ထိုးအစီအစဉ်ရှိတဲ့အတွက်ကြောင့်အဲ့ဒီနာအနီးအနားမှာငကူကခင်ဗျားတို့ဟိုညနေပေါ့လေထောက်ထားတဲ့တေးတွေကုန်ကျန်းပစ္စည်းတွေအကုန်လုံးရွှေ့ပါဆိုပြီးကျွန်တော်ရွှေ့ရပါတယ်အဲ့အစည်းအဝေးမှာကုမ္ပဏီကလူတွေပဲလားနောက်ဘယ်သူတွေပါသေးလဲအဲ့ဒီအစည်းအဝေးမှာတော့ကုမ္ပဏီကလူတွေပါလာတယ်ခင်ဗျဒါပေမဲ့ကျွန်တော်တို့အဲ့ဒါကိုတော့ဖြင့်ဟိုတော့ဘယ်သူပါတယ်ဘွားပါတယ်ဆိုတာလည်းကျွန်တော်မမေးဝင်ဘူးဒီဥမာဒီနိုင်ငံသားမှုပဲနဲ့တခြားတရားရောက်ပေါ့နိုင်ငံသားမှုပဲနဲ့တခြားတရားရောက်အနေထားတော့အဲ့ဒီတုန်းကတော့ကျွန်တော်တည်တာတော့ဖြင့်ကျွန်တော်တို့ပထမ5-6နှစ်9နှစ်လောက်ကလုပ်ခဲ့ဘူးတဲ့ရွှေမိုးဟင်းကုမ္ပဏီကနေကျွန်တော်နဲ့ပေါ့လေတင်းရင်တနည်းပါပဲလုပ်ခဲ့ဘူးတဲ့ဦးဝင်းနိုင်အေးဆိုတဲ့တရုတ်တူကပါလာတာတည်ပါတယ်ကျန်တာတော့မပါဘူးအဲ့ဒီလိုမျိုးဒါပြီးတော့ကုမ္ပဏီကနေပြီးအစည်းအဝေးခေါ်တဲ့အချိန်မှာပေါ့နိုင်ငံတော်ရဲ့ဖက်ဆက်လုပ်တယ်လို့အစည်းအဝေးခေါ်လိုက်တဲ့အချိန်မှာနိုင်ငံကုမ္ပဏီကတာဝန်ရှိတဲ့သူတွေအပြင်အစိုးရဌာနတာဝန်ရှိတဲ့လူတွေရောပါလာပြီးတော့ဒီကနေရှိတဲ့ဒေသခံရွှေလူသားတွေကိုဒါနဲ့ကြောင်းရှိရမယ်ငါတို့ကတော့ကျွန်တော်တို့ကတော့ဒီအစိုးရတာဝန်ရှိတဲ့လူဒီကကုမ္ပဏီနဲ့ရှိတဲ့လူအစိုးရနဲ့ကိုဖက်ဆက်လုပ်တယ်ဆိုတဲ့အကြောင်းကိုဒီကလုပ်နေတဲ့ဒေသခံလူသားတွေကိုရှင်းရှင်းလင်းလင်းပြောပြသွားတာရှိတာဆိုတာကိုနည်းနည်းလေးပြောပြပါဟုတ်ကဲ့အဲ့ဒါကတော့ဖြင့်ဒီကုမ္ပဏီမှာတာဝန်ရှိတယ်ဆိုတဲ့ပုဂ္ဂိုလ်ပေါ့လေတာဝန်ရှိတယ်ဆိုတဲ့ပုဂ္ဂိုလ်သူကပြောခဲ့တာကတော့ဒီတတ်ထုချင်းဝန်ခံတာနဲ့ဒီလိုဖက်ဆက်လုပ်ငန်းလုပ်တယ်ဆိုတာတော့အကြမ်းမြင်ကျွန်တော်တို့သိရတယ်နောက်တစ်ခုတတ်ထုချင်းဝန်ခံတာဆိုတာအဲ့ဒီကလာတဲ့အဲ့ဒီရဲ့ဝစားချင်ရင်မှုနဲ့သူ့ရဲ့လှုပ်ထုံးလုပ်နည်းပေါ့လေတတ်ထုချင်းဝန်ခံတာရဲ့စီမင်းစည်းကမ်းပေါ်ပြပြီးတော့ပြောဆိုမဲ့သူတတ်ထုချင်းဝန်ခံတာကပါမလာတာအမှန်ပါပဲတယောက်မှပါလာတာမသိပါဘူးအာရှကဘာကြီးဆိုတဲ့ကုမ္ပဏီကတော့ကုမ္ပဏီကလက်ရှိပေါ့နော်
ဘလူတွေတိုင်ဆိုင်တယ်လို့ထင်မြင်မိတယ်ဘလူတွေပါလာ